I can tea ဆိုရဲဘန်စကားလေးကဘာကိုပြောတာပါလိမ့်နော်သူ့ကိုဘယ်နေရာမှာသုံးရမှာလဲဒီဘန်စကား slang လေးကိုချီးမွမ်းတဲ့နေရာမှာလည်းသုံးလို့ရသလိုကဲ့ရဲ့ပြစ်တင်တဲ့နေရာမှာလည်းသုံးလို့ရပါတယ်ချီးမွမ်းတဲ့အနေနဲ့သုံးမယ်ဆိုလို့ရှိရင် You look like eye candy in that dress အိုးမင်းအဲ့ဒီကောင်ဝင်လေးနဲ့အရန်ကိုလန်းနေတာပဲ Look at that car it's total eye candy ဟဲဟိုကားလေးကိုကြည့်ပါဦးအရန်လှတာပဲအဲ့ဒီလိုမျိုးပြောလို့ရပါတယ်အပြစ်တင်တဲ့အနေနဲ့နှိမ်တဲ့အနေနဲ့ပြောမယ်ဆိုရင်တော့ဥပမာ Don't just be eye candy show them you have brains too ရုပ်ပြသက်သက်ကြီးပဲမဖြစ်စေနဲ့မင်းမရေးချင်းရှိရအောင်လည်းပြလိုက်ပါဦး The new guy is just eye candy he looks good but knows nothing about the job ဟဲအဲ့ဒီလူသစ်ကလေရုပ်သာချောတာသိလားအလောက်ချောင်းကြတော့ဘာမှနားမလဲဘူးအဲ့ဒီလိုမျိုးသုံးလို့ရပါတယ်နော်